ကျမခောက်ဆွဲစားနေတော့ချမ်းချမ်းကဒီမှာအတူတူထိုင်စားလို့ရမလားလို့လာပြောတယ်ငါတို့နှစ်ယောက်ကမသိဘူးနဲ့တူတယ်နော်ပြီးတော့တခြားစပွဲလို့တွေလည်းအများကြီးရှိတာပဲလို့ကျမကပြောတော့တခြားသူတွေကငါ့ကိုတယောက်ထဲလာစားတာလို့ထင်နေကြမှာစိုးလို့ပါဒါမှတငယ်ချင်းမရှိတဲ့သူလို့မထင်ကြမှာတဲ့ကျမလည်းဒါဆိုထိုင်ပါမှာတို့အတူတူစားကြတာပေါ့လို့ပြောလိုက်တယ်သူကနင်းကိုကြည့်ရတာစီပွဲရေးမှာအောင်မြင်နေတဲ့သူတယောက်ပဲငါလိုမျိုးပြဿနာပေါင်းစုံနဲ့စိတ်ညစ်နေမဲ့သူဖြစ်ပုံမပေါ်ဘူးလို့ပြောတော့နင်းကဘာစိတ်ညစ်စရာတွေရှိလို့လဲလို့မေးလိုက်တယ်ငါကအဖွဲထဲမှာဝင်ဆန့်ချင်ုံပါအထက်တန်းတုန်းကအနှိမ်ခံရတယ်တက္ကသိုလ်ရောက်တော့လဲဝိုင်းပယ်ခံရပြန်တယ်ငါတကယ်ပဲအသုံးမကျတာလားတဲ့ကျမကဒါဆိုနေဘလူးဖြေရှင်းလဲလို့မေးတော့အထက်တန်းတုန်းကစုံကအမြဲထွက်ပြေးခဲ့တာတက္ကသိုလ်ကြတော့အားလုံးကိုဖားပြီးညနေချိုသွေးခဲ့ရတာလို့ပြောနေတော့လီလီကအဲ့ဒါငါတို့အဆောင်ကချမ်းချမ်းမလားမခေါ်ရတောင်လိုက်လာသေးတယ်တဲ့တာတာကလည်းအဲ့လိုတကောက်ကောက်လိုက်တာကိုငါတို့မကြိုက်တာသူမသိသေးဘူးလားဆိုပြီးပြောနေတာပေါ့ချမ်းချမ်းကသူတို့ကငါရဲ့အခန်းဖော်တွေပဲတဲ့ဘာမှစိတ်ညစ်မနေနဲ့ထွက်ပြေးတာနဲ့ဖားတာတွေကမတရားမှုတွေကိုပဲပူခေါ်လာတာပါကံကြမ္မာကနင့်ကိုထပ်တူညီတဲ့အခက်ခဲတွေကိုပဲထက်ခါတလဲလဲပေးနေလိမ့်မယ်နင်ကအရင်နဲ့မတူတဲ့တုံ့ပြန်မှုအသေးတစ်ခုပေးနိုင်တဲ့အထီပေါ်လို့ပြောလိုက်တယ်ဟိုးရင်တုန်းကဆိုဆီယာမကကျမကိုအစီအစဉ်တင်ဆက်သူပြန်ပွဲဝင်ပြန်ခိုင်းတယ်သမီးရဲ့စကားပြောစွမ်းရည်ကမကောင်းဘူးစကားလေးထစ်တယ်လို့ပြောတော့စမ်းကြည့်ကြည့်ပါနည်းနည်းထပ်ပြီးလေ့ကျင့်လိုက်ရင်အဆင်ပြေသွားမှာပါလို့ပြောတာတော့ကျမကအားနာပါတယ်ဆီယာမရဲ့သမီးမလုံနိုင်ဘူးလို့ပြောခဲ့လိုက်တယ်။ကျောင်းသားဘဝတုန်းကကိုစီရောက်လာတဲ့ခွင့်ရေးတွေကိုကြောက်စိတ်ကြောင့်ညှင်းပယ်ခဲ့မိတယ်။ကျမကကြုံရီညကြငါတို့ဟုတ်ပေါ်သွားစားရအောင်လို့ပြောတော့မာရီငါတငယ်ချင်းတယောက်ကိုခေါ်လာလို့ရလာတဲ့ဘာတူလဲလို့မေးတော့ခင်နဲ့တငယ်ချင်းအစ်စ်ပါလို့ပြောတော့ပူပူရောက်လာပြီးနင်းကမာရီမလားတဲ့ကျုံကတငယ်ချင်းအစ်စ်ရသွားပြီဆိုတော့ငါမရှိလဲနေနိုင်သွားပြီနဲ့တူပါတယ်လို့တွေးပြီးငါအပြင်မသွားတော့ဘူးနေတို့ဟာနေတို့သွားကြလို့ပြောလိုက်တယ်။ကျောင်းသားဘဝတုန်းကကလေးကလားနိုင်တဲ့စိတ်ကောက်မှုတွေကြောင့်ကျမတို့နှစ်ယောက်ရဲ့တန်ရောစင်ကိုကျမကိုယ်တိုင်ပဲဖျက်ဆီးလိုက်မိတယ်။နောက်တစ်နေ့ကျမပြန်လာတော့အိယာခင်းတွေအကုန်ရှုပ်ကွနေတယ်သူတို့တမင်လှုပ်ထားကြတာပေါ့ကျမလည်းငါဟာငါအခန်းငားပြီးနေမယ်လို့ပြောလိုက်တယ်ကျောင်းသူဘဝမှာအနိုင်ကျင့်ခံရတာကြောင့်ကျမထွက်ပြေးဖို့ကိုရွေးချယ်ခဲ့တယ်ဒါရီပြောပြလိုက်တော့ချမ်းချမ်းကနေလဲကျောင်းသူဘဝတုန်းကဒီလောက်များတဲ့ပြဿနာတွေကြုံတွေ့ခဲ့ရတာကိုတဲ့နောက်ပိုင်းမှာအဲ့ဒီပြဿနာတွေကကျမကိုအခေအသစ်တွေပေးခဲ့တယ်တထေးကမာရီနီငါတို့ကုမ္ပဏီကိုစားဆွေးနွေးပွဲသွားပေးရမယ်တဲ့ကျမအရင်ကကြောက်ရွံ့မှုကြောင့်ရလာတဲ့ဆုံးရှုံးမှုတွေကိုတွေးနေမိတဲ့တထေးကကောင်းကောင်းစူးစမ်းတာမှခေါင်းဆောင်တွေကအတိမတ်ပြုမှာတဲ့ကျမလည်းဟုတ်ကဲ့ကျမလုံနိုင်ပါတယ်လို့ပြောလိုက်တယ်ဒီလိုစမ်းသပ်မှုတွေထပ်တလဲလဲဖြစ်လာမယ်ဆိုတာကြားမသိပါတယ်ကျမတငယ်ချင်းရန်ရန်ကိုငါတို့အောက်ထပ်မှာထမင်းသွားစားရအောင်လို့ပြောတော့ငါတခြားဌာနကနောက်ထပ်တငယ်ချင်းတယောက်ခေါ်လာခဲ့မယ်တဲ့ငငယ်ကကျမရဲ့ကလေးဆန်မှုကိုတွေးမိပြီးရတာပေါ့ဟာငါကဘာလို့နဲ့တငယ်ချင်းခေါ်လာတာကိုမကြိုက်ရမှာလဲလို့ပြောလိုက်တယ်သူကနေသဘောထားကြည့်တာငါတိသားပဲတဲ့သုံးခွင့်ဆိုင်တငယ်ချင်းဆက်ဆံရေးနဲ့ကြုံတွေ့တဲ့အခါနားလည်မှုရှိဖို့ကိုပဲကြောက်မရွေးချယ်ခဲ့တယ်ဒီဆက်ဆံရေးဟာကျမတို့ကိုကူပြီးပျော်ရွှင်စေခဲ့တာပေါ့အလုံးမှာအခက်ခဲတွေရှိရင်လည်းကျမစိတ်အေးထားပြီးဖြည့်ရှင်းတယ်အလုပ်ထဲမှာမာရီကယာရုတိုးတာမြန်လိုက်တာဗာနီလန်တွေများသုံးထားလည်းမသိဘူးနော်တဲ့ကျမလည်းနေရင်တစ်ခေါက်ကဆိုက်ချိုက်ရဲ့ project တွေကိုခိုးကူးထားတာဆိုက်ချိုက်မသိသေးဘူးလားလို့ပြောတော့ဆိုက်ချိုက်ကလည်းမင်းကရှေ့တစ်မျိုးကွယ်ရတစ်မျိုးလုပ်တတ်မယ်ချစ်မထားဘူးတဲ့အဲ့ဒါကမဟုတ်မမှန်ပြောခံရတဲ့ခံစားချက်ပဲဒီလိုရတာမျိုးကခံစားလို့မကောင်းဘူးမလားလို့တူတူလေးပြောလိုက်တယ်တခြားသူတွေကလည်းမာရီကလွယ်လွယ်နဲ့ထိလို့မရတဲ့သူပဲလို့ပြောပြီးထွက်သွားကြတာပေါ့ငါ့ကိုတောင်းပန်မဟုတ်ရင်နင့်ကိုအလုပ်ခွင်မှာအနိုင်ကျင့်မှုနဲ့တိုင်ပစ်မယ်လို့ပြောလိုက်တော့တောင်းပန်ပါတယ်ငါပဲလျှောက်ပြောနေတာပါတဲ့အနိုင်ကျင့်မှုတွေထပ်ပြီးခံရတဲ့အခါပြန်တက်လာတယ်ကြုံမိခဲ့ရတဲ့အရာတွေအားလုံးကငါတို့ကိုရင်းချက်စေဖို့အတွက်ပဲလို့ချမ်းချမ်းကိုပြန်ပြောပြတော့ချမ်းချမ်းကလည်းဒါရီဟာငါတို့အတွက်အတိတ်ကနေအခုထိတည်ဆောင်လာခဲ့ရတဲ့သင်ခန်းစာ